နေ့မှာတော့ကလေးတို့မိဘကျေးဇူးဆက်နိုင်ကြပါသေးဆိုတဲ့ပုံမြင်လေးကိုပြောပြမှာဖြစ်ပါတယ်ဒီခါတော့အဖိုးတို့ကရောင်းမှာတယောက်တည်းအထီးကျန်စွာနေရတယ်ကွဒီနေ့တော့အဖိုးကသူ့သားနဲ့သူ့ချွေးမသူ့မြေးလေးတွေရှိတဲ့နေရာမှာသွားနေမယ်ဆိုတော့ပြောလဲချက်နဲ့ရောင်းနေထွက်လာခဲ့တယ်ဒီလိုနဲ့ခီးရှိကြီးကိုပြန်လိုက်ပြီးတော့သူ့သားချွေးမနဲ့မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ်ဆက်ဆက်ရောက်ချင်းမှာသားဖြစ်သူတို့မိသားစုကပုံမှန်တသားကြိုးစိုးရတယ်အိမ်ကမှနေရာပေးကြတယ်ဒီလိုနဲ့အဖိုးကသူ့သားမိသားစုနဲ့တူနေတိုင်းရင်တပတ်တိတိချင်းကိုရောက်လာခဲ့တယ်ဒီအိမ်နေတိုင်းမှာမိသားစုတမင်းဝိုင်းမှာအားလုံးတူတူဝိုင်းစားကြတယ်အဖိုးရဲ့မျက်လုံးတွေကမှုန်နေပါပြီအဖိုးရဲ့လက်တွေကအသက်အရွယ်ကြောင့်တုံ့ရင်နေခဲ့ပါတယ်တစ်ခါတခါဇွန်းနဲ့ခင်းတွေလွတ်ကြသလိုတစ်ခါတခါမှလည်းငရန်တွေကထမင်းတွေဟာဘေးနားကိုဖိတ်လို့ဖိတ်ကျမ်းမြေပေါ်ကြားလို့ကြားနဲ့ပြပနေခဲ့ပါတယ်တပတ်တိတိရှိလာတဲ့အခါသားပြည့်သူနဲ့ချွေးမတို့ကမခံနိုင်တော့ပါဘူးသူတို့တိုင်ပင်ကြတယ်အဖေရဲ့ထမင်းစားတဲ့အခါဟိုပိတ်တီပိတ်တောင်ခံနိုင်တော့အဖေကထမင်းစားရင်လည်းအတန်ပြေတယ်ညစ်ပတ်နေရပဲကျမ်းမြေပေါ်မှာလည်းပြပနေရောဘာလို့တစ်ခုလို့ရအောင်လို့မိဘဖြစ်သူကိုတိုင်ပင်တယ်ဒီလိုနဲ့သူတို့ဟာအဖိုးကိုထမင်းတစ်ဝိုင်းနဲ့အလူစားကိုမပေးတော့ပဲအခန်းတောင်လေးမှာစပယ်ကုံသေးလေးနဲ့ကျွေးပါတော့တယ်အဖိုးကခြေပကံပြားနဲ့စားတဲ့အခါမှာလည်းခဏခဏပကံနေကြာခွဲတဲ့အတွက်တားဖြစ်သူကတက်တောက်ကလေးလုပ်ပြီးအဖိုးကိုကြည့်တယ်အဲဒီချိန်ကစားလို့အဖိုးကတိတ်ဆိတ်စွာပဲအခန်းတောင်လေးကထမင်းစပွဲလေးမှာစားရပါတယ်အခါတစ်ခါတားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ဒေါသတကြီးစူပူကျွေးမောင်းမှုတွေကိုလည်းခံရပါသေးတယ်ဒီလိုတနေ့တော့သူတို့သားကလေးဖြစ်သူကအိမ်ရှိမှငင်ငင်ကလေးထိုင်ပြီးတစ်ခုကိုစိတ်ဝင်စားလုံးနေတာကိုတွေ့လိုက်ရတယ်ဒီတော့သားဖြစ်သူစီသွားပြီးမိဘတွေကချိုသားတဲ့စကလုံးနဲ့မေးလိုက်တယ်ဒါဘာလုပ်နေတာလဲသားဖြစ်သူကသူ့ဖခင်နဲ့မိခင်ကိုပြောပြီးကြည့်လိုက်တယ်ပြီးတော့ပြောလိုက်တယ်ဒါလည်းအဖေတို့အမေတို့လိုပဲအဖေအမေတို့ကြီးလာရင်ကြွေးဖို့တတောက်ကလေးလုပ်နေရပါအဲဒီလိုပြောပြီးသားဖြစ်သူကသူ့လိုသူဆက်လုပ်နေခဲ့တယ်မိဘတွေကသားဖြစ်သူစကားကိုကြားပြီးအလွယ်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်သူတို့ဘာစကားတစ်ခုမှမပြောနိုင်တော့ပါဘူးတုန်လှုပ်ချောချသွားပါပြီပါပြေပေါ်ကနေရဲရည်တွေစီးကျလာခဲ့ရပါတယ်သူတို့အမကိုသူတို့ထင်းကနေမြင်သွားခဲ့ရတယ်အိမ်ထဲကိုလမ်းကြည့်လိုက်တော့အဖိုးကတိတ်ဆိတ်စွာသူတို့ကိုငေးနေတာကိုတွေ့လိုက်ရပါတော့တယ်ကျွန်တော်လည်းဒီနေ့အဖိုးဖြစ်လာမှာပါပဲမိဘတွေကိုချစ်ခင်ချင်တာယူရပြီးကိုမျိုးဆက်တွေအတွက်ပြည့်တတ်တရားကိုပြသပါကလေးတွေဟာသူတို့ပြုမှုတွေကိုမြင်လေကြားတယ်လိုက်မှတ်သားတယ်သူတို့ပြုသမျှဟာသူတို့တံပြန်လာပါလိမ့်မယ်ဒီနေ့ဒီမှာကိုဟာသားတယောက်ပြီးတော့ဖခင်တယောက်ပြီးတော့အဖိုးတယောက်ဖြစ်လာအောင်ပါပဲဘယ်လိုပဲဖြစ်နေပါသေးအသက်ရွယ်ကြီး